ပထဝီအာဘောတေဇောဝါယောရူပဂန္ဓရတ္တဩဇာအဲ့တော့ဒီရှစ်ခုဟာအကြောင်းမရှိဘဲနဲ့တော့သူတို့မဖြစ်ဘူးအကြောင်းတွေရှိသေးတယ်တဲ့အဲ့ဒါယုတ်တရားရဲ့အကြောင်းဟာ၄မျိုးရှိတယ်ယုတ်ကိုလေ့လာတဲ့အခါမှာဟောဒီအကြောင်းတရားကိုလည်းဆက်ပြီးတော့လေ့လာအကြောင်းတရား၄ခုထဲမှာယုတ်ကိုဖြစ်စေတတ်တဲ့အကြောင်းတရားဟာကံဆိုတာတစ်ခုပါစိတ်ဆိုတာတစ်ခုပါလူရဲ့စိတ်ကလည်းယုတ်ကိုဖြစ်စေတတ်တယ်နောက်တစ်ခုကဥတုဆိုတာတခြားဟာကိုခေါ်တာမဟုတ်ဘူးတေဇောဓာတ်ကိုပဲခေါ်တယ်မှန်ပါပါဗျာဥတုနဲ့ပြောနေတာဥတုကလည်းမကောင်းဘူးဟဲ့နဲ့ပြောကြတယ်ဘာကိုပြောတာတော့ပူတာအေးတာပဲပြောနေတာမဟုတ်လားမှန်ပါပါဗျာပူရင်လည်းဥတုမကောင်းဘူးအေးရင်လည်းဥတုမကောင်းဘူးပြောကြတယ်မပူဘူးမအေးလေးနေမှကောင်းတယ်လို့ပြောတယ်ဟုတ်ကဲ့လားမှန်ပါပါဗျာရာသီဥတုမကောင်းဘူးရာသီဥတုမကောင်းဘူးဆိုတာအဲ့ဒါပဲ temperature တေဇောဓာတ်ကိုပြောနေတာအဲ့တော့ဥတုဆိုတာယုတ်နောက်အာဟာရနေ့စဉ်စားသုံးနေတဲ့အာဟာရအဲ့ဒီအာဟာရကြောင့်လည်းယုတ်တွေဖြစ်တယ်တဲ့ဟောဒီယုတ်ရှိမျိုးဟာကံကြောင့်လည်းဖြစ်နိုင်တယ်စိတ်ကြောင့်လည်းဖြစ်တယ်ဥတုကြောင့်လည်းဖြစ်တယ်အာဟာရကြောင့်လည်းဖြစ်တယ်ကံစိတ်ဥတုအာဟာရအဲ့ဒီထဲမှာကံဆိုတာကနန္တရားစိတ်ဆိုတာကနန္တရားကြောင့်ဖြစ်တာဒါတွေကသက်ရှိတ attva တွေမှာကံကြောင့်ဖြစ်နိုင်တယ်စိတ်ကြောင့်ဖြစ်နိုင်တယ်အာဟာရကြောင့်ဖြစ်နိုင်တယ်သက်မဲ့တွေကြတော့ဥတုကြောင့်ပဲဖြစ်တယ်ကြည့်တစ်ပင်တွေကရှင်သန်ပြီးတော့ထွားကြိုင်းနေတာတို့ညှိုးချောက်သွားတာတို့ဥတုကြောင့်ဖြစ်တာနော်မှန်ပါပါအဲ့တော့တစ်ပင်လို့ခေါ်တဲ့အရာလဲကြည့်လိုက်မယ်ဆိုလို့ရှိရင်ဟောဒီရုပ်ရှိခုဖွဲ့စည်းထားတာပဲပုံပန်းတဏ္ဍာအမျိုးမျိုးဖြစ်နေတယ်ဒီရုပ်ရှိခုဟာအမြင့်ကြတော့ပုံတရံလူတွေကအမြင့်လို့ခေါ်လိုက်တယ်ဟောလုံးပင်စီကြီးကြတော့လဲလူတွေကပင်စီလို့ခေါ်လိုက်တယ်ပုံတရံကခုနအမြင့်နဲ့မတူပြန်ဘူးတခါအကိုင်းကြတော့လဲတခါပင်စီနဲ့မတူပြန်ဘူးအမြင့်နဲ့မတူပြန်ဘူးလူတွေကအဲ့ဒါကိုနာမည်တစ်မျိုးပေးလိုက်ပြန်တယ်တခါအရွက်ကလေးတွေကြတော့လဲခုနကပင်စီနဲ့မတူပြန်ဘူးလူတွေကနာမည်တစ်မျိုးပေးလိုက်တယ်အရွက်လို့ဟုတ်လားအပွင့်ကြတော့လဲအရွက်နဲ့မတူပြန်ဘူးမတူပြန်သည့်အတွက်ကြောင့်လူတွေကနာမည်တစ်မျိုးပေးလိုက်တယ်အပွင့်လို့တခါအပွင့်ကဖြစ်ပေါ်လာတဲ့ဟာကြတော့အသီးဆိုပြီးတော့နာမည်တစ်မျိုးပေးလိုက်တယ်ဟောတစ်ပင်တစ်ပင်ကြည့်လိုက်မယ်ဆိုလို့ရှိရင်ကြည်အမြင့်ရှိတယ်ပင်စီရှိတယ်အကိုင်းရှိတယ်အရွက်ရှိတယ်အပွင့်ရှိတယ်အသီးရှိတယ်ဟောတစ်ပင်မှာအဲ့ဒါတွေအားလုံးဟာလိုက်ကြည့်မယ်ဆိုရင်ဟောဒီရုပ်ရှိခုနဲ့ဖွဲ့စည်းထားတာတွေကြည့်ပဲတရံအမျိုးမျိုးပေါ်နေတယ်မှန်ပါပါတရံအမျိုးမျိုးနဲ့ပေါ်နေတာအဲ့ဒီလိုတရံအမျိုးမျိုးပေါ်နေအောင်ဘသူတွေကဖန်တီးနေတာတုံးလို့ဆိုလို့ရှိရင်အခုပြောတဲ့ဓာတ်ကြီး၄ပါးကဖန်တီးနေတာတဲ့ဒါကြောင့်မို့ဓာတ်ကြီး၄ပါးကိုမဟာဘူတအင်္ဂလိပ်လိုပြန်လို့ရှိရင် great appearance ပုံပန်းတဏ္ဍအကြီးကြီးတွေပေါ်လွင်လာတယ်နောက်တစ်ခုကမဟာအဘူတအံ့ဩစရာတရံတွေအမျိုးမျိုးပြတယ်လို့ဒီလိုအဓိပ္ပာယ်ရတယ်မှန်ပါပါကြည့်လေတောင်ကြီးတွေတို့ဆိုလည်းပဲဒါပဲလေဓာတ်ကြီး၄ပါးပဲတောင်ကြီးတွေတို့တစ်ပင်ကြီးတွေတို့အမတန်ကြီးကျယ်တာကြီးတွေအကုန်လုံးဟာဟောဒီမဟာဘူတအကြီးကျယ်တာမဟာဘူတဘောမှခုနကအစင်တို့ဘာတို့ဒီယုတ်တွေကဥပါဒယုတ်တွေကကပ်ပြီးနေကြတာမှန်ပါပါကြီးတာကမဟာဘူတကကြီးတာလို့ခေါ်တာဒီမဟာဘူတဆိုတဲ့စကားလုံးကိုကြည့်ပြီးတော့ခေါ်တာမဟာဆိုတာအလွန်ကြီးကျယ်ပြီးတော့ဘူတဆိုတာပေါ်လွင်ထင်ရှားနေတဲ့အရာတွေလို့ဒီလိုပြောတာနော်မှန်ပါပါဗျာတောင်ကြီးတွေရဲ့တရံအမတန်ကြီးကြတယ်မြေပြင်ကြီးရေပြင်ကြီးတခါတည်းမိဘုံကြီးဆိုအမတန်ကြီးကျယ်တဲ့ပုံပန်းတရံတွေအနေနဲ့ပေါ်လာတာဒါကြောင့်မို့လို့မဟာဘူတ great appearance ပေါ့